Hello အားလုံးပဲမင်္ဂလာပါဒီနေ့လေးကကြတော့ကိုအဲ့ Facebook မှာတော့ Facebook တော့နေတယ်ပေါ့နော် Facebook တော့နေတယ်ရုပ်တရက် တွေးဝင်လာတဲ့အကြောင်းလေးပေါ့နော်အဲ့ဒီအကြောင်းလေးဟာအရင်တရက်ကလည်းအဲ့လိုစကားကြည့်နေတာမသိဘူးဖြတ်ခနဲ့ဆိုပြီးတော့မှဒီတွေးပုံစံလေးဝင်ဒီတွေးလေးကိုပြန်ပြီးတော့မှ sharing လုပ်ပေးရမယ်ဆိုတဲ့တွေးလေးဝင်ခဲ့ပေမဲ့ဒီအဲ့တော့ကလေကိုမှတ်မထားလိုက်တော့ခါကျတော့ပျောက်သွားပါတော့ idea ပျောက်သွားပြီးဒီနေ့ကျတော့ခါကျတော့ဗီဒီယို content ရိုက်ဖို့အတွက်တခု idea ပေါ်နေရရှိရဲအဲ့ဒါပဲidea ပါလေအဲ့ပျောက်သွားရဲဆိုပြီးတော့မှစဉ်းစားနေရတယ် Facebook 3ရက်ထဲမှာပြန်ပြီးတော့မှ idea လေးကိုမရလိုက်လို့ဆိုပြီးတော့မှဒီဗီဒီယိုလေးကိုလုပ်ဖြစ်လိုက်တာပါအဲ့ဒါပါလဲဆိုတော့ခါကျတော့ဟောပါနော်competition ပေါ့နော်ရှင်ပြိုင်ခြင်းဆိုတဲ့အကြောင်းလေးကိုပြောပြချင်တယ်ပေါ့နော်ရှင်ပြိုင်ခြင်းဆိုတာကြာပါလဲဆိုလူတွေကတတ်မှတ်ကြရပေါ့နော်သူတို့ရဲ့ partner ပြိုင်ဘက်ပေါ့နော်ပြိုင်ဘက်ရှင်ပြိုင်တဲ့သူရှိမှသူတို့နိုင်ရှင်ရမယ့်သူရှိမှလူတွေကထိုးတက်လာကြတယ်ပို့ပြီးတော့မှအောင်မြင်လာကြတယ်ဆိုပြီးတော့မှဆုံးမကြတယ်ပုံသွင်းကြတယ်ပေါ့နော်လူငယ်တွေကိုလည်းအမြဲတမ်းကြိုင်ဆိုင်နေဖို့အတွက်အမြဲတမ်း push လုပ်ပြီးတော့မှတွန်းအားတွေပေးချရပေါ့နော်တကယ်တမ်းကိုကကြတော့လေအဲ့လိုပြိုင်ဆိုင်ရတာတွေကိုသဘောမကျဘူးပေါ့နော်ဒါပေမဲ့ပြိုင်ဆိုင်ရတယ်ဆိုတာလေဘယ်လိုပြောမလဲစမ်းတကယ်ပြိုင်ပွဲပေါ့နော်တကယ်ပြိုင်ပွဲတစ်ပွဲကိုအဲ့လိုမျိုး rules တွေသတ်မှတ်ပြီးသားရှိတဲ့တကယ်ပြိုင်ပွဲတစ်ပွဲကိုဝင်ပြိုင်ရတာမျိုးကပြဿနာမရှိပေမဲ့ပေါ့နော်လူတယောက်နဲ့တယောက်ကိုသူ့ထံကတာအောင်လို့တယောက်နဲ့တယောက်ရှင်ပြိုင်ဖို့အတွက်တွန်းအားပေးပြီးတော့ခါကြတော့အကြောင်းအရာတွေဖန်တီးတဲ့အရာမျိုးကိုကြတော့ကိုကသဘောမကျဘူးပေါ့နော်အဲ့ဒီလိုမျိုးအတွေးကိုလည်းကိုကလက်မခံနိုင်ဘူးပေါ့နော်အမှန်တိုင်းပြောရလို့ရှိရင်ကိုကဘာသာဘယ်လိုလဲဆိုတော့ခါကြကိုတိုင်းကလည်းကိုနဲ့ပဲအမြဲတမ်းကြိုင်နေလို့ပေါ့နော်အမြဲတမ်းကြိုင်နေလို့ဒီနေ့ငါနဲ့မနေ့ဖြန်ငါမနှစ်ကငါနဲ့ဒီနှစ်ငါအရင်လကငါနဲ့အခုလနဲ့ငါဘလို့ကွာခြားသွားလဲဆိုပြီးကိုပဲပြိုင်နေလို့ဖြစ်တယ်ပေါ့နော်အဲ့တော့ခါကြပြီးအဲ့လိုမျိုးဖြစ်တဲ့ခါကြတော့လူတခြားတစ်ယောက်နဲ့ကိုကရှင်ပြိုင်မှကိုဘဝကတိုးတက်မဲ့လမ်းကြောင်းတိုးတက်မှုတွေရှိလာနိုင်မှာဆိုရယ်ရှိလာနိုင်တယ်ဆိုတာတကယ်အမှန်မှမဟုတ်တာဆိုပြီးတော့မှကိုကယူဆရပေါ့နော်ပြီးတော့ခါကြတော့နောက်တစ်ချက်ကတစ်ဖက်တခြားလူနဲ့ရှင်ပြိုင်မှသာတိုးတက်တယ်ဆိုပြီးတော့မှယူဆကြတဲ့လူတော်တော်များများကကြတော့လေအများအားသူတို့ဘဝမှာအဲ့လိုမျိုးရှင်ပြိုင်ခဲ့ရမှုတွေပဲကြုံခဲ့ရပြီးတော့ခါစားအဲ့လိုပုံစံကွက်ထဲကနေအဲ့လိုတွန်းတင်ဆုံးမမှုတွေတဲကနေပြီးတော့ကြီးပြင်းလာတဲ့ခါစားတော့အဲ့လိုတွေပဲသူတို့တွေကတွေးတာပေါ့နော်တွေးပြီးတော့ခါစားပြီးတော့ခါစားတော့သူတို့ရဲ့စိတ်ထဲမှာသူတို့လည်းအဲ့လိုရှင်ပြိုင်ခဲ့ရတဲ့အတွက်သူတို့အမှန်တိုင်းကသူတို့ကိုယ်တိုင်တားကောင်ဖြစ်ခဲ့ရတာပေါ့နော်တားကောင်ဖြစ်ခဲ့ရတဲ့အတွက်ကိုယ့်ရဲ့လက်အောက်မှာကြီးပြင်းလာတဲ့လူတွေကိုလည်းသူတို့မှာခံစားခဲ့ရတဲ့ဝုန်းတက်တွေကိုသူတို့ကိုယ်တိုင်ဘယ်လိုပြောမလဲhealing လုပ်နိုင်ခဲ့တဲ့ခါကျတော့နောက်သူတို့ရဲ့လက်အောက်မှာကြီးပြင်းလာတဲ့သူတွေကိုလည်းအဲ့ဒီလိုပုံစံမျိုးနဲ့ပြုစုပြောထောင်ဖြစ်တယ်ပေါ့နော်ပြုစုပြောထောင်တဲ့အခါမှာကျတော့ဘလို့ဖြစ်လာလဲဆိုတော့ generation set like ပေါ့နော်ဥပမာတချို့မိဘတွေလည်းအဲ့လိုမျိုးကိုသားသမီးကိုအဲ့လိုမျိုးရှင်ပြိုင်မှုရှိမှတိုးတက်မှာပေါ့ဆိုပြီးတော့မှတခြားလူတွေနဲ့နှိုင်းယှဉ်ပြီးတော့မှတိုးတက်အောင်လုပ်ကြရတဲ့လူတွေဒါမှမဟုတ်ပြဿနာပုံစံတွေဖန်တီးပြီးတော့မှအဲ့လိုမျိုးလောက်ကြရလူရှိရပေါ့နော်ပြီးတော့တချို့ဆရာတွေဆိုလို့ရှိရင်လည်းအဲ့လိုမျိုးចောင်းသားချင်းရှင်ပြိုင်မှုတွေဖြစ်အောင်လို့ဆိုပြီးတော့မှအဲ့လိုမျိုးဟိုတပည့်ရဲ့ရှေ့မှာဒီလိုစကားမျိုးပြောပြီးတော့မှဒီတပည့်ရဲ့ရှေ့မှာဒီလိုစကားမျိုးပြောပြီးတော့မှနှစ်ယောက်ရဲ့ရှင်ပြိုင်ခြင်းနဲ့စိတ်ကိုလှုံ့ဆော်တဲ့စကားမျိုးတွေပြောတဲ့ဆရာကြီးလည်းရှိရပေါ့နော်အဲ့ဒီတော့ခါကျတော့ကိုကအဲ့လိုမျိုးလူတွေကိုကျတော့ဘာပြောချင်လဲဆိုတော့ခါကျအဲ့လိုလူတွေကလေကိုယ်တိုင်ကအဲ့ဒီလိုခံစားခဲ့ရတဲ့တားကောင်ဖြစ်ခဲ့တဲ့အတွက်ကိုပြုစုပြောထောင်ရမယ်တားသမီးတပည့်တွေကိုလည်းအဲ့လိုပုံစံမျိုးနဲ့ကိုကတားကောင်အနေနဲ့ကိုခံခဲ့ရတဲ့အတိုင်းသူတို့လည်းခံစားရမှာပဲဆိုတဲ့စိတ်နဲ့လုံးဝလေပြုလုပ်တဲ့မျိုးကြီးဖြစ်သွားတာပေါ့နော်အဲ့လိုမျိုးဆိုတော့ဟာစားအဲ့ဒီလိုမျိုးတွေအကြောင်းမလို့လူတွေကလေတယောက်နဲ့တယောက်ရှင်ပြိုင်ပြီးတော့ခါကြအောင်မှတိုးတက်မှုရှိမှာဆိုပြီးတော့မှဘာမှမဟုတ်ဘဲနဲ့လေတယောက်နဲ့တယောက်လိုက်ပြီးတော့မှပြိုင်ဆိုင်နေနှိုင်းရှင်ချင်းပြိုင်ဆိုင်ချင်းတွေကနေတဆင့်မနိုင်တဲ့အခါကျတော့မအောင်တစ်ဖက်လူကိုမကြော်နိုင်တဲ့အခါကျတော့မနာလိုမုန်းထားမှုတွေဖြစ်လာတယ်အဲ့မနာလိုမုန်းထားမှုတွေကနေပြီးတော့မှတစ်ဖက်လူကိုဒုက္ခဖြစ်စေဖို့အတွက်မကောင်းတဲ့စိတ်ရိုင်းတွေဝင်ပြီးတော့မှငါနိုင်ရရင်ပြီးရောဆိုတဲ့စိတ်နဲ့မကောင်းတဲ့အရာတွေကျူးလွန်ဖို့အတွက်
အဲ့လိုမျိုးစိတ်ထဲကနေပြီးတော့မှကြောက်စိတ်မရှိဘဲနဲ့လုံရဲလာတယ်လုံနိုင်လာတယ်ဘာလို့လဲသူတို့ focus ထားတာအနိုင်ရဖို့ပဲဆိုတဲ့ဟာတစ်ခုတည်းကိုပဲ focus ထားပြီးတော့မှလုပ်တဲ့အခါမှာအနိုင်ရဖို့ဘာနေငါလုံမှာပဲဆိုတဲ့စိတ်နဲ့မကောင်းတဲ့ဘက်ကိုသူတို့တွေကရောက်သွားကြရပေါ့နော်အဲ့တော့ရှင်ပြိုင်ခြင်းတွေကနေရှင်ပြိုင်စေခြင်းလို့ပြောချင်တယ်ပေါ့နော်ရှင်ပြိုင်စေခြင်းတွေကနေဘာရလဲဆိုတော့ခါကြတော့ကိုကရှင်ပြိုင်စေဖို့အတွက်ပြုတ်လောက်လိုက်တဲ့လူတွေရဲ့စိတ်ကိုဖျက်ဆီးလိုက်တာနဲ့တူတူပဲလို့ကိုကတော့တွေးမိတယ်ပေါ့နော်အဲ့တော့လူတစ်ယောက်နဲ့တစ်ယောက်ကိုရှင်ပြိုင်ဖို့အတွက်ပြုတ်လုပ်ခြင်းလူတစ်ယောက်နဲ့တစ်ယောက်ကိုနှိုင်းရှင်ခြင်းတွေကအဲ့ဒီလူနှစ်ယောက်ရဲ့စိတ်သက်ပိုင်းဆိုင်ရာကိုရိုက်ချိုးဖျက်ဆီးလိုက်ခြင်းနဲ့တူတူပဲပေါ့နော်အဲ့ဒီလိုမျိုးကိုကမြင်တယ်ပေါ့နော်အဲ့လိုမြင်တဲ့အတွက်ကိုကိုတိုင်းကလည်းအမြဲတမ်းတခြားလူတွေနဲ့ရှင်ပြိုင်တာထက်ကိုပဲရှင်ပြိုင်ပြီးတော့ခါကြတော့ကိုလမ်းကိုရှောက်တက်တဲ့လူဖြစ်တဲ့အတွက်ကိုတခြားလူတွေလာပြိုင်နေလို့ရှိရင်လေကိုကအရင်တော့ကတော့ပေါ့နော်အရင်တော့ကိုရေးခဲ့တဲ့အကြောင်းတွေဖတ်ခဲ့လို့ရှင်ကိုရဲ့ဗီဒီယိုနားထောင်ခဲ့လို့ရှင်သိပါလိမ့်မယ်ကိုကအဲ့ဒါကို copy ကူးတာတွေမကြိုက်ဘူးဆိုတာကတချို့လူတွေကရှင်ပြိုင်ခြင်းလို့ copy ကူးကြတာများတယ်ပေါ့နော်အဲ့တော့ခါကျအဲ့လိုရှင်ပြိုင်ခြင်းစိမ့်နဲ့ copy ကူးတဲ့လူတွေကိုကြတော့ကိုမရှင်ပြိုင်စေခြင်းဘူးဘာလို့လဲသူတို့လမ်းမှာသူတို့ကိုပိုင်ရေးခြင်းနဲ့ရှောက်သွားနိုင်တဲ့talentအပြေးအဝရှိပြီးသားဖြစ်တဲ့အတွက်ကိုနဲ့မရှင်ပြိုင်စေခြင်းဘူးပေါ့နော်ဒါပေမဲ့သူတို့ကလာပြီးတော့မှရှင်ပြိုင်နေဆိုရင်တော့ကိုကခုနောက်ပိုင်းတော့ okay ဒီတို့ပြိုင်လဲဒီတို့လမ်းနဲ့ဒီတို့သွားရမှာပဲငါလမ်းကသွားမှာပဲဆိုပြီးတော့မှအဲ့လိုစိမ့်နေပဲကိုကပူလန်းကိုပဲသွားဖြစ်သွားတယ်ပေါ့နော်အခုနောက်ပိုင်းတော့အဲ့လိုစိမ့်နေပဲနေဖြစ်သွားတယ်အဲ့တော့အဓိကပြောချင်တာကဘာလဲဆိုတော့ဟာကျတော့ရှင်ပြိုင်စေခြင်းတွေနှိုင်းရှင်စေခြင်းတွေကအဲ့ဒီလူတွေရဲ့ဘဝကိုမြင့်တင်ပေးခြင်းမဟုတ်ဘဲနဲ့အဲ့ဒီလူတွေရဲ့စိတ်ဓာတ်နှိမ့်ကျသွားအောင်လို့စိတ်ဓာတ် standard level ပေါ့နော်သူတို့ရဲ့ဉာဏ်ပညာကြီးမှုတွေကိုနှိမ့်ကျသွားအောင်လို့ရိုက်ချိုးဖြက်စီးနှိမ်ချလိုက်တာနဲ့တူတူပဲလို့ကိုကတော့ပြောချင်ပါတယ်အဲ့ဒါကြောင့်မလို့အခုပေါ့နော်အားလုံးကိုပြောချင်တာကပေါ့နော်တစ်ချိန်မှာကိုရီဆိုတာမိဘတွေဖြစ်လာမယ်ပြီးကြလို့ရှိရင်လည်းကလေးတွေကိုတင်ပြပေးတဲ့ရှေ့ဆောင်လမ်းပြလူကြီးသူမတွေဆရာသမားတွေဖြစ်လာကြမယ်ပေါ့နော်အဲ့ဒီခါကျတော့ကိုယ့်ရဲ့လက်အောက်မှာကြီးပြင်းလာရမယ်ကလေးသူငယ်တွေရဲ့စိတ်ဓာတ်တွေကိုအဲ့ဒီလိုမျိုးပေါ့နော်မကောင်းသောရုပ်စိတ်မာတွေဝင်သွားစေနိုင်တဲ့ရှင်ပြိုင်စေခြင်းတွေနှိုင်းရှင်စေခြင်းတွေမလုပ်ဘဲနဲ့နောက်မျိုးဆက်တစ်ကလေးတွေကြီးပြင်းလာတဲ့ဘဝမှာကိုရှင်ပြိုင်ရင်းနဲ့ကိုတွန်းအားပေးပြီးတော့မှအပေါ်မြင့်တင်နိုင်ပြီးတော့ဘေးနားမှာရှိတဲ့လူတွေကိုမရှင်ပြိုင်မဲနဲ့လက်တွဲပြီးတော့မှအတူတူအပေါ်တက်သွားနိုင်တဲ့အတူတူစုပေါင်းပြီးတော့မှလုံနိုင်တဲ့အတူတူတယောက်နဲ့တယောက်တွန်းတိုက်တာတွေမရှိဘဲနဲ့အတူတူအောင်မြင်ရအောင်ဆိုတဲ့စိတ်နဲ့အတူတူဘဝလမ်းခီးကိုအောင်မြင်တဲ့ခီးကိုရှောက်လန်းနိုင်တဲ့မျိုးဆက်တွေဖြစ်စေဖို့အတွက်ပြုစုပြောထောင်နိုင်ဖို့အတွက်ကိုရီမှာတာဝန်ရှိတယ်လို့ကိုကတော့ပြောချင်ပါတယ်အဲ့ဒါကြောင့်မလို့အဲ့ဒီလိုမျိုးဆက်တဲ့လူငယ်တွေကိုမျိုးဆက်ကောင်းတွေကိုဖန်တီးနိုင်ဖို့အတွက်ကိုရီရဲ့စိတ်မှာတကယ်လို့ကိုရီကိုယ်တိုင်ကလည်းတားကောင်ဖြစ်ခဲ့တယ်ဆိုလို့ရှိရင်အဲ့ဒီတားကောင်ဖြစ်ခဲ့တဲ့စိတ်ကိုအတက်နိုင်ဆုံး healing လုပ်ပြီးတော့မှဝုန်းသက်တွေကိုခြေဖြတ်ပါကုစားပါလို့ပြောချင်ပါတယ်အဲ့လိုကုစားပြီးနောက်ပိုင်းမှာကိုရီအတွက်တကယ်ကိုစစ်မှန်သောကောင်းမွန်သောမျိုးဆက်တွေကိုပြုစုပြောထောင်နိုင်ပြီးတော့မှကောင်းမွန်တဲ့ generation တစ်ခုကိုဖန်တီးနိုင်ပါလိမ့်မယ်လို့ဖန်တီးနိုင်ကြပါစေလို့ဆုတောင်းပေးရင်းနဲ့ဒီနေ့ဗီဒီယိုလေးကိုကအဆုံးသတ်လိုက်ပါတယ်အားလုံးပဲရှင်ပြိုင်ခြင်းတွေကနေကင်းဝေးပြီးတော့မှအတူတူတိုးတက်ကြသောအတူတူအောင်မြင်ကြသောအတူတူလက်ဆွဲပြီးတော့မှအပေါ်ကိုပန်းနိုင်ထီရအောင်ကောင်းမွန်သောစိတ်ဓာတ်နဲ့ဖြူစင်သောစိတ်ဓာတ်နဲ့ဖိမကူညီပြီးရှောက်လန်းနိုင်ကြသောသူများဖြစ်ကြပါစေလို့ဆုတောင်းပေးလိုက်ပါတယ်အားလုံးပဲကျေးဇူးပါ bye bye ကိုရဲ့ website ဖေလူနာတော့လေးကိုလည်းသွားကြည့်ပေးပါဦးလို့အချိန်ရလို့ရှင်ဝင်ရောက်ပြီးတော့မှကြည့်ရှုပေးပါဦးလို့ကိုကပြောချင်ပါတယ်ပြီးတော့မနေ့ကထွက်ရှိထားတဲ့ကိုရဲ့Facebook လေးပေါ့နော်ကိုရဲ့ ebook လေးပေါ့နော်ကိုရဲ့ ebook လေးကိုလည်း ebook လေးကိုလည်းတွားရောက်ပြီးတော့မှကြည့်ရှုပေးပါအောင်လို့ Kobo Plus မှာအခုရရှိနေပါပြီလို့ပြောချင်ပါတယ် ebook name လေးကကြတော့ we will meet again in spring ဆိုပြီးတော့မှအဓိပ္ပာယ်ရပါတယ်
စာအုပ်အကြောင်းအရာလေးကတော့သွားကြည့်လို့ရှိရင် surprise ဖြစ်သွားစေမယ့်အကြောင်းအရာလေးဖြစ်ပါလိမ့်မယ်အားလုံးပဲကျေးဇူးပါ bye bye